ညာကြီးချစ်တယ် လောက်ပါပြီတော့ညာချစ်တယ်ပြောချလိုက်ပြီ အဖေမကြောက်လို့မလား အဖေမလိုက်ပုတ်ပုတ်လင်းလင်းပဲခုနကအဲတော့အဖေကလည်းပြုံးနေ ဘာမှပြောတတ်ဘူးသမီးကရင်လန်းခင်းပေးလိုက် ဟာဆက်ကြောင်နေကြီးဆက်ကြောင်နေငယ်တော့အဲ မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube reaction channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာလေးကတော့ပရိသတ်တွေစိတ်ဝင်စားမှုများနေတဲ့ဗီဒီယိုလေးတစ်ပုဒ်နဲ့ mix ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဘယ်လိုစိတ်ဝင်စားကြလဲခေါ်လာ ဘာမှနောက်နဲ့ တိလား သိရပါဘူးလေဝေးရလေဝေးရ အဖေကအဲ့နေရာလို့မွန်းနေလားဘာနေအောင်မသိဘူးတော့ မမီတော့ ဟဲလေးရှိတာ ငါပြော anniversary အဲ့တိကအဲ့ဆိုဘသူပို့ပေးလိုက်တာတော့ကူပါစိတ်ဆိုးနေလားရုပ်လေးရမလန်း အဲ့နေ သူဘောလေဘယ်နှစ်ပြည့်ရလဲ 1 year တစ်နှစ်နော်တစ်နှစ်သူကတဲ့ကျွန်တော်ကိုကိုလို့ခေါ်တာတဲ့ကျွန်တော်ကသူ့ကိုတဲလေးလို့ခေါ်တာတဲ့မှားတာကြာပြီ15ရက်လောက်ရှိပြီ ဟော အေးမသိဘူးလားစိတ်ဆိုးနေသေးလားလို့လေခုလောလောဆယ်စိတ်ဆိုးနေရလို့သိထားလို့ ဆိုတော့ အခုမဆိုးတော့ဘူးလားဆိုတော့ကိုကလေမော်လမြိုင်မှာနေရလို့သိရသူနဲ့ချတော့လေဘယ်လိုလေးတွေးခဲ့ကြအဲ့ဒါရင်မကြည့်တော့လေအဖေနာမည်ဦးအောင်မြင့်အိမ်နဲ့အိမ်တပတ်တိတ်စင်ကိုတွားလိုက်တဲ့ဆိုအမလေးကဒီနေ့ကြောက်လာလေအဖေသိလိုက် သိရ ဟလာအမေရော ကောင်းလို့သိရ အကုန်လုံးသိလား ဟုတ် သူနဲ့လည်းကုန်ခင်လား အင်္ဂလာဘူးပဲ အဲ့လိုလာဘူးလေအိုးအကုန်လုံးသိပြီးသားပဲဒါကြောင့်ဟွာလန့်တော့နည်းနည်းတော့လန့်တာအဖေဟာသူကဘလို့တစ်နှစ်ရှိသူတဲ့တစ်နှစ်ဆိုဘလို့တွေးခဲ့ကြ အရင်က ဖေးလာချောင်းနေ မလေးရမလုံးလို့နေတယ် ဒီမညမလို့ညမလို့တာလားဟလာ ခုတော့မလုပ်တော့ အခုတော့မလုပ်တော့သူကလုံးမလုပ်ခိုင်းတော့ မလုပ်ရဘူးလေ မလုပ်ရဘူးလေ သိဘူး မသိဘူးနော်အဲ့ဆိုခုပဲလေးလေးလေးပြပါလားမကိုလက်မကြည့်1 2 3ရပြီဒီအရွယ်40လားဒီတိုင်းမကြိုက်ဘူးနဲ့တူရဲ့ ကြိုက်တယ် မသိဘူးလေမပြောဘူးလားလို့လေ ဒါကြိုက်ဆုံးပဲ ပို့ပို့လေလေအမှန်တိုင်းမဲ့ဒါ ဝက်လေးလေးပဲ အဲ့ဆိုဒီအားသိမကြိုက်ဘူးလား အဲ့လေကြိုက်တယ်စားဖို့ ပါဘူးအမြဲလက်ဆောင်လေးပြီးလိရှိလားသူက ဟုတ်ပြီး မမေလား မေဟုတ် မမေလားအော်အမေရတယ် အမေကတမြိုက်မှရောက်လာ ဘောလာ ဟိုတိုက်ကကားလေးတင်နော် သမီးကအမေလို့ဖေလို့သူ့မှာကြောက်နေတယ်တော်သေးရဲ့ဟိုဟာသိရဲ့တဲ့ သိရလေ ဒီမှာဒေတာလားမင်းဟုတ်လားကိုစောင်းပြက်ရှန်တဲ့ကိုကြိုက်တာရွေးလား အဲ့လိုပဲသမီးအမေကကြိုက်တာလို့မဟုတ်တာလည်းမလုပ်ပါဘူး ပြရလဲအဲ့လိုကိုရွေးရှယ်ထားတဲ့သူဆိုမမပြောဘူးနော်အဲ့လိုမျိုး သူလည်းကောင်းလို့ပါ အဲ့လိုမျိုးရှင်အော်သူလည်းကောင်းလို့ပါနော်ဒါပေမဲ့တော့ဘယ်လိုပဲဝတ်ထားမကိုချောတဲ့လူတွေက confident အပြည့်ရှိတယ် အမပူချောတယ် ဟုတ်တာသူ့နားလေးကတ်တာတော့ဒီမှာမဟုတ်ဘူးအဲ့ကြောင့်ဟို အဲ့ရနှိုးရမလား ကိုပြန်လွတ်လိုက်တာစိတ်မဆိုးပါနဲ့တဲ့ကိုသေးလေးကိုအရင်ရှစ်လို့ပါတဲ့အဲ့လိုလေးပြောပြပါမရေတဲ့ကျန်တာတော့တဲ့ရှစ်တဲ့အကြောင်းလေးတော့ပြောချင်တယ်တဲ့စရင်အရှိကြီးဖြစ်သွားမှာဆိုလို့တဲ့တွေ့မှပဲပြောလိုက်တော့မယ်တဲ့ပြောနေကုန်တယ်အဲ့တော့အဖေကလည်းပြောနေကောင်းလိုက်တာဟဲ့သူ့ဘွားလေးကမောင်နှမ အေးစစ်သေးပဲ ကောင်းလိုက်တာနွေးထွေးလိုက်တာနော်ရ အမေသာကြည့်တာအပြုတ်လေးနဲ့တွေ့ရမလား ခလေးကနေ့က ခလေးရှိရဲ့မကြသေး တသားလေးကတစ်နှစ်ကျော်ပဲရှိသေးတယ် ဘူးသမီးသိတယ် ဟုတ်လားဟလား အမဗီဒီယိုအကုန်ကြည့်နေရပါဆိုအမဖ အဲ့ န် ဆိုညီမလေးက Facebook မှာကြည့်ရတယ်တူတယ် Facebook နဲ့ TikTok မှာ တက်တော်မှာစိတ်ဆိုးပြေးသွားတဲ့အကြောင်းလေး surprise လုပ်ပေးမှမသိလို့စိတ်ဆိုးပါလို့ခုဆိုတော့ တကူဆိုတာချစ်တယ် အများကြီးချစ်တယ် လောက်ပါပြီတော့ညာချစ်တယ်ပြောချလိုက်ပြီ အဖေမကြောက်လို့မလား အဖေမလိုက်ပုတ်ပုတ်လင်းလင်းပဲကွယ်မိုင်းနေတော့ မေးဆက်ပြီး မိတ်ဆက်ပြလိုက်တော့အခုတရားကိုကြတော့အဖေရဲ့မိနေကဘလောက်အမှတ်တွေပေးထားတော့ သမီးပါဘူးမပါဘူး သမီးတော့ကောင်းမပါဘူး
အဲ့ဆိုဒါကြောင့်အဖေနဲ့အမေကိုအပိုင်ရှုပ်ထားရနေတူတယ်ကိုကပြကြတော့လေဗီဒီယိုကောပြောတဲ့အချိန်မှာသူ့မျက်နှာနဲ့လူကြီးဆက်ဆန်အေးဆေးဆေးလေးနော်ဟုတ်လားအသက်လဲကွာမင်းနဲ့တူတယ်မထင် ကွာ ခုနှစ်နှစ်လား မကောင်းဘာသူမြောက်နေ အခုလေအမဗီဒီယိုကောတွေပြောတာဆိုတော့လေ ရှစ်ဘာမှမရှိ ရှစ်ဆက်ရှောင်းနှစ်ကွာ ဆက်နေ ဆက်ရှောင်းနှစ်ကြီးဆက်ရှောင်းနှစ်ငယ်တော့တကယ်အဲ့ကျတော့မိုးလည်းမြိုင်မှာ ဟုတ် ညီမလေးကအမော်လေးမှာအလုပ်သွားလို့တော့အပြင်မှာတွေ့သွားတာပြီးတော့သူ့ကိုလေအဲ့လိုကိုနဲ့အသက်ကွာနေမှန်းသိလား စားမသိဘူးအဲ့လိုပဲ30ကျော်လို့ မမပါဘူးလို့ပါသူပြောဖွင့်မပြောခင်ကကိုဘလို့လေးစူးစမ်းခဲ့အောင်သူက ဘာမှပြောတတ်ဘူးသမီးကရင်လန်းခင်းပေးလိုက် ဟာလုံးရှာလိုက်အဲ့ဆို तू ကကိုကြိုက်တဲ့ပုံစံပဲ तू ကြိုက်နေတာကိုကသိနေတာ तू ကဖွင့်မပြောဘူး ပြောရဲဘူး ဒီဒီအစ်ဆက်ကြီးဖြစ်နေတာအဲ့တော့မင်းကလေးတွေအတွက်ဒါမေးပေးတဲ့နော်ကိုကိုလည်း तू ကကြိုက်နေတာကိုကသိနေဒါပေမဲ့ तू ကလည်းဖွင့်မပြောလာဘူးဆိုတော့ဘလို့လုံးရမလဲဆိုတော့တစ်ခါတလေမသိကြဘူးကွာဘလို့လုံးခဲ့လဲမေးလိုက်ပဲဘလို့ လမ်းဆောင်ပေးလိုက်တာလမ်းဆောင်ပေးလိုက်တာခုချိန်ဒီပေါ့နော်တဲကိုဆဆရဖြည့်စည်းပေးတဲ့အတွက်စိတ်ချမ်းသာအောင်ထားပေးတဲ့အတွက်အတလည်းလည်းချစ်တော့ပါမယ်လို့ ရှုံးမင်းနော် ရှုံးပါ ဟုတ်လားလိုအပ်တာလေးဖြည့်စည်းပေးနေမယ်ကိုမျိုးနဲ့တူတယ် ကောင်းစားရှိဆုံးပဲ ခေါင်းစားရှိဆုံးပဲဒါဆိုလို့ရှိရင်ဒီလို surprise တွေသာမလုပ်ပေးတာလိုချင်တာမှန်သမျှကိုတော့ကေပေးတဲ့ဟိုတော့အော်တိုရောက်နေတယ်လို့ထင်တယ်ဟုတ်လားအမပေးတယ်ဟောစားလို့ရပြီလား ရပြီပါ အဲ့ဒါ तू လောကမပြောထားဘူးเนาะဒါပေမဲ့ကိုကိုကြည့်လိုက်တာतू အေးအေးစစ်စစ်နေတတ်တာရယ်ဒီဘက်ကတက်တက်ကလေးရယ် तू ရှစ်တာရယ် तू ပြီးကြတော့ဒီလိုမျိုးလေးလုပ်ပေးနေတာပေါ့အဲ့လိုမျိုးလေးကြောင့်အမမှန်းလိုက်တာဟဲ့အဲ့ဆို तू အရှင်နဲ့ဒီဘက်ကတဲတဲ့ရှင်နဲ့ဆိုတော့ဘက်ကပုံမယ်နဲ့တူတယ်မသိဘူး ကိုကပုံမှာပါသူ့လိုမျိုးမချစ်တော့ကိုကကလေးလေး ကလေးဆိုတခြားသူတွေရောဥပမာကိုကိုစိတ်ဝင်စားနေတဲ့လူတွေပါရှိမှာပဲဘယ်လိုလုပ်မှာလဲစိတ်မချဘူး ညာကိုကလွယ်ပြီးချင်တဲ့လူမရှိတော့ အဲ့ဒါလိုချင်တာကိုအတွက်တော့သိချပါရဲ့နော် ဘူး ရှစ်တရ ကိုပိုင်ဖြစ်တယ် ကိုပိုင်ဖြစ်တာအမလေးချင်နေပြီနော်ညာချစ်တယ် လောက်ပါပြီနော်ညာချစ်တယ်ပြောချလိုက်ပြီ အဖေမကြောက်လို့မလား အဖေမလိုက်ပုတ်ပုတ်လင်းလင်းပဲခုနကအဲ့တော့အဖေကလည်းပြုံးနေ ဘာမှပြောတတ်ဘူးသမီးကရင်လန်းခင်းပေးလိုက် ဟာဆက်ကြောင်နေကြီးဆက်ကြောင်နေငယ်တော့ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။ သုံးလေး page နဲ့ page into page အတူလေးနဲ့မြောင်းစားပေါင်းနေတာဖြစ်တဲ့အတွက်ကြောင့်ငွေလွှဲကနေဒါနဲ့ဗီဒီယိုကောပြောပြီးမှသာငွေလွှဲပေးဖို့တောင်းဆိုပါရရှင်။ဖောင်း399420ခွန်88နှစ်ဒီဖုန်းနံပါတ်တစ်ခုသာငွေလွှဲလက်ခံပါရရှင်။အခြားဘယ်ဖုန်းကိုမှငွေလွှဲလက်မခံပါဘူးရှင်။ခေါ်လာ သိလား သိရပါဘူးလေဝေးရလေဝေးရ အဖေကအဲ့နေရာနိုးမွေးနေလားဘာနေအောင်မသိဘူးတော့ မမီတော့ ဟဲလေးရှိတာ ငါပြော anniversary အဲ့သိလားအဲ့ဆိုဘသူပို့ပေးလိုက်တာတော့ကိုပါစိတ်ဆိုးနေလားရုပ်လေးရမလန်း အဲ့နေ သူဘောလေဘယ်နှစ်ပြရလဲ 1 year တစ်နှစ်နော်တစ်နှစ်သူကတဲ့ကျွန်တော်ကကိုလို့ခေါ်တာတဲ့ကျွန်တော်ကသူ့ကိုတဲလေးလို့ခေါ်တာတဲ့မှားတာကြာပြီ15ရက်လောက်ရှိပြီ ဟော အေးမသိဘူးလားစိတ်ဆိုးနေသေးလားလို့လေခုလောလောဆယ်စိတ်ဆိုးနေတယ်လို့သိထားလို့ ဆိုတော့ အခုမဆိုးတော့ဘူးလားဆိုတော့ကိုကလေမောင်မြန်မာနေရလို့သိရသူနဲ့ချတော့လေဘလို့လေးတွေ့ခဲ့ကြအဲ့ဒါရင်မကြည့်သူကလေအဖေနာမည်ဦးအောင်မြင့်အိမ်နဲ့အိမ်တပတ်တိတ်စင်ကိုတွားလိုက်တဲ့ဆိုအမလေးကလည်းကြောက်လာလေအဖေသိလိုက် သိရ ဟဲ့လားအမေရော ကောင်းလို့သိရ အကုန်လုံးသိလား ဟုတ် သူနဲ့လည်းကုန်ခင်လား အင်္ဂလာဘူးပဲ အဲ့လိုလာဘူးလေအိုးအကုန်လုံးသိပြီးသားပဲဒါကြောင့်ဟွာလန့်တော့နည်းနည်းတော့လန့်တာအဖေသူကဘလို့တစ်နှစ်ရှိသူတဲ့တစ်နှစ်ဆိုဘလို့တွေ့ခဲ့ကြ ခရတော့မလည်းရပါလုံးလို့နေတယ် မင်းညမလို့နေပါလို့လုပ်တာလားဟလား ခုတော့မလုပ်တော့ ခုတော့မလုပ်တော့သူကလုံးမလုပ်ခိုင်းတော့ မလုပ်ရဘူးလေ မလုပ်ရဘူးလေ သိဘူး မသိဘူးနော်အဲ့ဆိုခုပဲလေးလေးလေးပြပါလားမခိုးနဲ့မကြည့်1 2 3 Hey, yawi didi.
အရွယ်40လားဒီတိုင်းမကြိုက်ဘူးနဲ့တူရဲ့ ကြိုက်တယ် မသိဘူးလေမပြောဘူးလားလို့လေ ဒါကြိုက်ဆုံးပဲ ပို့ပို့လေလေအမှန်တိုင်းမဲ့ဒါအ ဝ ကြို က် က် လဲ ဆုံး လဲပဲ ဆိုဒီအားသိမကြိုက်ဘူးလား အဲ့လည်းကြိုက်တယ်စားဖို့ ပါဘူးအမြဲလက်ဆောင်လေးပြီးလိရှိလားသူက ဟုတ် မေမေလား မေဟုတ် မေမေလားအော်အမေရတယ် အမေကသမီးအိမ်မှာရောက်လာ ဘော ဟိုကဟိုတိုက်ကကားလေးထင်နော် သမီးကအမေတို့ဖေတို့စုမှကြောက်နေတာလေတော်သေးရဲ့ဟိုသိရဲ့တဲ့ သိရလေ ဒီမှာပေးတာလားမေဟုတ်လားကိုစောင်းပြချက်နဲ့ကိုကြိုက်တာရွေးလား အဲ့လိုပဲသမီးအမေကကြိုက်တာလို့မဟုတ်တာလည်းမလုပ်ပါဘူး ပြရလဲအဲ့လိုကိုရွေးရှယ်ထားတဲ့သူဆိုမမပြောဘူးနော်အဲ့လိုမျိုး သူလည်းကောင်းလို့ပါ အဲ့လိုမျိုးရှင်အော်သူလည်းကောင်းလို့ပါနော်ဒါပေမဲ့တော့ဘယ်လိုပဲဝတ်ထားမကိုချောတဲ့လူတွေက confident အပြည့်ရှိတယ် အမပူချောတယ် ဟုတ်တာသူနားလေးကတ်တာတော့ဒီမှာမှားဘူးလို့အဲ့ဒါဟို အဲ့ရနှိုးရမလား ကိုပြန်လွတ်လိုက်တာစိတ်မဆိုးပါနဲ့တဲ့ကိုသေးလေးကိုအရင်ရှစ်လို့ပါတဲ့အဲ့လိုလေးပြောပြပါမရေးတဲ့ကျန်တာတော့တဲ့ရှစ်တဲ့အကြောင်းလေးတော့ပြောချင်တယ်တဲ့စရေးအရှိကြီးဖြစ်သွားမှာဆိုလို့တဲ့တွေ့မှာပဲပြောလိုက်တော့မယ်တဲ့ပြောနေကုန်လိုက်အဲ့တော့အဖေလည်းပြောနေကောင်းလိုက်တာဟဲ့သူ့ဘွားလေးကမောင်နှမ အေးစစ်သေးပဲ ကောင်းလိုက်တာနွေးထွေးလိုက်တာနော်ရတယ် အမေသာကြည့်တာအပြုတ်လေးနဲ့တွေ့ရမလား ခလေးရနှစ်ရ ခလေးရှိရဲ့မစားသေး တသားလေးကတစ်နှစ်ကျော်ပဲရှိသေးတယ် ဘူးသမီးသိရဲ့ ဟုတ်လား အမဗီဒီယိုအကုန်ကြည့်နေရပါဆိုအမဆန် ညီမလေးက Facebook မှာကြည့်ရတယ်တူတယ် Facebook တစ်တော်အမ တက်တော်မှာစိတ်ဆိုးပြေးသွားတဲ့အကြောင်းလေး surprise လုပ်ပေးမှမသိလို့စိတ်ဆိုးရလို့ကိုဆိုတော့ တကူဆိုတော့ချစ်တယ်ကြောင့် အများကြီးချစ်တယ် လောက်ပါပဲတော့တိုင်းချစ်တယ်ပြောချလိုက်ပြီ အဖေမကြောက်လို့မလား အဖေမလိုက်ပုတ်ပုတ်လင်းလင်းပဲကွယ်မိုက်တယ်နော် ဝိဆက်ပြီး လိမ့်ဆက်ပြလိုက်တော့အခုတရားကိုကြတော့အဖေရဲ့မိနေကဘလောက်အမှတ်တွေပေးထားတော့ သမီးပါဘုံမပါဘူး သမီးတော့အောင်မပေါ့အဲ့ဆိုဒါကြောင့်အဖေနဲ့အမေကိုအပိုင်ရှုပ်ထားနေတူတယ် ဟုတ်တယ် ကိုကပြကြတော့လေဗီဒီယိုကောပြောတဲ့အချိန်မှာသူ့မျက်နှာနဲ့လူကြီးဆက်ဆက်အေးအေးဆေးဆေးလေးနော်ဟုတ်လားအသက်လည်းကွာမနေတူတယ်အမထင် ခွာ ခုနှစ်နှစ်လား မကောင်းဘာသူမြောက်နေ အခုလေအမဗီဒီယိုကောနဲ့ပြောတာဆိုတော့လေ ချစ်ဘာမှမရှိ ရှစ်ဆက်ချောင်းနှစ်ကွာ ဆက်နေ ဆက်ချောင်းနှစ်ကြီးဆက်ချောင်းနှစ်ငယ်တော့တကယ်အဲ့ကျတော့ ဟုတ်ပါဘူး မော်လည်းမြိုင် မှာဟုတ် ညီမလေးကမော်လည်းမြိုင်မှာအလုပ်သွားလို့တော့အပြင်မှာတွေ့သွားတာပြီးတော့သူ့ကိုလေအဲ့လိုကိုနဲ့အသက်ကွာနေမှသိတာ စမသိဘူးအဲ့လိုပဲ30ကျော်လို့ အမပါဘူးနုပါသူပြောဖွင့်မပြောခင်ကကိုဘလို့လေးစူးစမ်းခဲ့အောင်သူက ဘာမှပြောတတ်ဘူးသမီးကရင်လန်းခင်းပေးလိုက် ဟာလှူရှာလိုက်အဲ့ဆိုသူကကိုကြိုက်တဲ့ပုံစံပဲသူကြိုက်နေတာကိုကသိနေတာသူကဖွင့်မပြောဘူး ပြောရဲဘူး အဲ့ဒီအဆက်ကြီးဖြစ်နေတာအဲ့တော့မင်းကလေးတွေအတွက်ဒါမေးပေးတဲ့နော်ကိုကိုလည်းသူကကြိုက်နေတာကိုကသိနေဒါပေမဲ့ तू ကလည်းဖွင့်မပြောလာဘူးဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတော့တစ်ခါတလေမသိကြဘူးကွာဘယ်လိုလုပ်ခဲ့လဲမေးလိုက်ပဲဘယ်လို လမ်းဆောင်ပေးလိုက်တာလမ်းဆောင်ပေးလိုက်တာခုချိန်ဒီပေါ့နော်တဲကိုဆဆရဖြည့်စည်းပေးတဲ့အတွက်စိတ်ချမ်းသာအောင်ထားပေးတဲ့အတွက်အတလည်းချစ်တော့ပါမယ်လို့ ရှုံးမင်းနော် ရှုံးပါ ဟုတ်လားလိုအပ်တာလေးတွေဖြည့်ဆည်းပေးနေမယ်ကိုမျိုးနဲ့တူရဲ့ ခေါင်းစားရှိဆုံးပဲ အာခေါင်းစားရှိဆုံးပဲဒါဆိုလို့ရှိရင်ဒီလို surprise တွေသာမလုပ်ပေးတာလိုချင်တာမှန်သမျှကိုတော့ကေပေးတဲ့ဟိုတော့အော်တိုရောက်နေတယ်လို့ထင်တယ်ဟုတ်လားအမပေးတယ်ဟောစားလို့ရပြီလား ရပြီပါ အဲ့ဒါ तू လုံးဝမပြောထားဘူးเนาะဒါပေမဲ့ကိုကိုကြည့်လိုက်တာतू အေးအေးဆေးဆေးနေတတ်တာရယ်ဒီဘက်ကတက်တက်ကလေးရယ် तू ရှစ်တာရယ် तू ပြီးကြတော့ဒီလိုမျိုးလေးလုပ်ပေးနေတာပေါ့အဲ့လိုမျိုးလေးကြောင့်အမမှန်းလိုက်တာဟဲ့အဲ့ဆိုသူ့အရှင်နဲ့ဒီဘက်ကတဲရရှင်နဲ့ဆိုတော့ဘက်ကပုံမှန်နဲ့တူတယ်မသိဘူး ကိုကပုံပါပါသူ့လိုမျိုးမချစ်တော့ကိုကလေးလေး ကလေးဆိုတခြားသူတွေရောဥပမာကိုယ်စိတ်ဝင်စားနေတဲ့လူတွေပါရှိမှာပဲဘယ်လိုလုပ်မှာလဲစိတ်မချဘူး ညာကိုကလွယ်ပြီးချင်တဲ့လူမရှိတော့ အဲ့ဒါလိုချင်တာကိုအတွက်တော့သိချပါရဲ့နော် တေး ရှစ်တရ ကိုပိုင်ဖြစ် ကိုပိုင်ချစ်တာအမလေးချင်နေပြီနော်